စီကူအယံကိုလွန်စော်ဖိနေကျပဟဲလီဆန်ဆန်အပိုင်းစားလေးတွေဟာဦးနာကိုလေ့ကျင့်ခန်းလုပ်ဖေးုံတမကစိတ်ရှိသင်္ကန်းမှုကိုလည်းတိုးသွက်စေပါတယ်။တခုနဲ့တခုမတူညီတဲ့အစိပ်ပိုင်းလေးတွေကိုစနစ်တကျပြန်လည်ဆက်ဆက်ကြည့်ရင်ပုံဖော်ရတဲ့ပျော်ရွှင်မှုဟာငယ်စဉ်ကတည်းကလူတိုင်းနဲ့ယဉ်နီးခဲ့တဲ့အနုပညာတစ်ခုပဲဖြစ်ပါတယ်။ January 29 ရက်ကိုတော့အပြည်ပြည်ဆိုင်ရာဂျစ်ဆော်ပဟဲလီနဲ့ International Puzzle Day အဖြစ်သတ်မှတ်ထားကြပါတယ်။ဒီနေ့ဟာမိသားစုမင်းနဲ့ဒါမှမဟုတ်သူငယ်ချင်းတွေနဲ့အတူပဟဲလီစက်တာညန်းဆန်းကစားနည်းတွေကစားတာတွေပြုလုပ်ရင်းဖြတ်တန်းကြပါတယ်။1960ပြည့်နှစ်ဝန်းကျင်ကစတင်ပေါ်ပေါက်ခဲ့တဲ့ဒီကစားနည်းဟာဒီနေ့ခေတ်တစ်ထိလူကြိုက်များနေစေဖြစ်ပါတယ်။ဒီနေ့ဟာဖြတ်တနာကိုဖြည့်ရှင်းနိုင်စွာအာယုံစူးစိုက်မှုနဲ့အနားယူအပန်းဖြည့်ခြင်းတို့ကိုအလေးပေးပါတယ်။ရှုပ်ထွေးနေတဲ့အရာတွေကိုတစ်ခုချင်းပြန်လဲတက်ဆင်ရင်ပုံရည်တစ်ခုထွက်ပေါ်လာတဲ့အခါရရှိတဲ့ကျေနပ်မှုဟာစိတ်ဖြစ်စီမှုတွေကိုလျော့ချစေမယ်ပေါ့တယ်။ထူးခြားချက်အနေနဲ့နီးပညာသမိုင်းမှာလည်း1886ခုနှစ် January 29 ရက်နေ့မှာ Carl Benz ကပထမဆုံးတော့ဓာတ်ဆီထုံမော်တော်ကားအတွက်မူပိုင်ခွင့်ရှောင်ထားခဲ့တာကြောင့်ဒီနေ့ကိုမော်တော်ကားမွေးဖွားတာနည်းလို့လည်းတင်စားခေါ်ဆိုကြပါတယ်။တင်လောအချိန်အတော်ကြာအောင်ပြီးမှပြီးမြောက်သွားတဲ့ပဟဲလီဒါမှမဟုတ်ညန်းဆန်းကစားနည်းတစ်ခုခုမှာအောင်မြင်ခဲ့တဲ့အမတ်တရားရှိပါသလားမှတ်ချက်မှာမျှဝေပေးခင်မှာ